ဒီနေ့မှာတော့ story ကျွမ်းအမှန်ကနေခလေးတွေတွေ့ရောလူကြီးတွေတွေ့ပါနားထောင်ရတာစိတ်ဝင်စားဖို့ကောင်းပြီးရုပ်ရှင်တကားကြည့်နေရတယ်လို့ခံစားစေမဲ့ညနဲ့ရှင်ပြူစောတီရာဇဝင်ပုံမြင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ညနဲ့ရှင်ပြူစောတီနဲ့ပကံပြည်ဤရန်သူတော်ကြီး၅ပါးရှိတုန်းကတကောင်းပြည်မှာစတင်ခဲ့တဲ့တာကီဝင်မင်းမျိုးနွယ်စုဟာခေတ်ကာလမငြိမ်မသက်မှုကြောင့်အရာတော်ကိုတိတ်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီထဲမှာသူတို့ဟာရိစရာစာလို့အမည်ရတဲ့မင်းသားတစ်ပါးမိဖုရားကြီးနဲ့အတူတာမန်တောင်ရလောက်ကင်သူတွေအတွင်းနဲ့လျှို့ဝှက်နေထိုင်ခဲ့ရရှာတယ်။တနေ့မှာတော့ရုပ်ရည်အလွန်ချောမောဖြစ်ပြီးဖောင်းခံကြီးမှမဲ့တားရနာလေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။ထိုမင်းသားငယ်လေးရဲ့မိကတော့စောထီတဲ့စောထီလေး9နှစ်သားအရွယ်ရောက်တဲ့အခါမှာတော့ခမဲတော်ကလောကီပညာရပ်တွေနဲ့လေးတက်မှာအလွန်ကျွမ်းကျင်တဲ့ဆရာရတဲ့ဤထံမှာပညာသင်မှုအနှံခဲ့ပါတယ်။ဆရာရတဲ့ဤကစောထီကိုမြင်ခြင်းပဲဒီတငယ်ကနောက်တစ်ချိန်မှာတိုင်းပြည်ကိုအုပ်ချုပ်မဲ့မင်းဂရီဖြစ်လိမ့်မယ်လို့ဆိုတာကြိုတင်သိမြင်ခဲ့ပါတယ်။ဒါကြောင့်စောထီကိုမင်းထီလို့အမည်သစ်ပေးပြီးမင်းသားတို့တက်အပ်တဲ့အထာရတပညာအရရက်ကိုအကုန်အစင်သင်ကြားပေးခဲ့လေတာပေါ့အသက်16နှစ်အရွယ်လူလားမြောက်လာတဲ့အခါမှာတော့မင်းထီဟာမိဘနှစ်ပါးကိုကြော့ပြီးပကံပြည်စီကိုခရီးထွက်လာခဲ့ပါတယ်ခမဲတော်ကလည်းသားတော်အတွက်ရန်နာရီစီချဲထားတဲ့အလွန်ဆွမ်းထက်တဲ့လေးနယ်များကိုလက်ဆောင်ပေးလိုက်ပါတယ်ပကံပြည်ကိုရောက်တဲ့အခါမှာတော့မင်းထီဟာမိမိရဲ့မင်းသားအနွယ်ကိုလျှို့ဝှက်ပြီးမြေကရင်းရွာကဖြူအိုလင်မယားထံမှာခိုလုံနေထိုင်ခဲ့တယ်တဲ့။သားသမီးမရှိတဲ့ဖြူအိုကြီးနှစ်ယောက်ဟာမင်းထီကိုတားရင်လိုချစ်ခင်ပြီးမွေးစားခဲ့ကြပါတယ်။ဒီလိုနဲ့စောထီဟာဖြူအိုဖိုးဖွားရဲ့အနွယ်ဖြစ်ဖြူစောထီလို့လူသိများလာခဲ့ပါတယ်။တနေ့မှာတော့ဖြူစောထီကတော်ရင်ကထွက်ဖို့ခွင့်တောင်းတဲ့အခါဖြူအိုကြီးနှစ်ယောက်ကကြောက်ကြောက်လန့်လန့်နဲ့တားကြရှာတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်ကပကံပြည်မှာကြောက်စရာကောင်းတဲ့ရန်သူကြီးတွေမင်းမှုနေလို့ပါပဲအရှိတ်မှာအရန်အကောင်900ချန်ရန်ထားတဲ့ဝက်ကြီးအနောက်ဘက်မှာလူတွေကိုတပ်ဖြတ်စားတောက်နေတဲ့ငှက်ကြီးတောင်ဘက်မှာအလိုရက်ဆက်တဲ့ကြားကြီးမြောက်ဘက်မှာကောင်းကင်ကနေထိုးတုတ်တက်တဲ့ရှူးပြန်ကြီးဒီရန်သူတွေဟာ12နှစ်တိုင်းပြည်ကိုဒုက္ခပေးပြီးပြည်သူတွေဟာနေရောညပါထိတ်လန့်တုန်လှုပ်နေကြရရှာပါတယ်ဖြူစောတီဟာပြည်သူတွေရဲ့ဒုက္ခကိုမကြည့်ရတာကြောင့်မိမိရဲ့အစွမ်းထက်တဲ့လေးနယ်များကိုဆွဲပြီးရန်သူတွေကိုတအုပ်ရဲရင်ဆိုင်မှုထွက်ခွာခဲ့ပါတယ်။အရှိဘက်ကိုသွားတဲ့အခါဝက်ကြီးဟာမြေဆိုင်မြေခဲတွေကိုကျုံပြီးအပြင်းထန်ရမှုလာပါတယ်။ဖြူစောတီကမြားနဲ့တစ်ဆက်တည်းခွင်းလိုက်တာဝက်ကြီးဟာအေယာရီမြစ်ကိုဖြတ်ကူးပြေးပြီးတစ်ဖက်ကမ်းမှာတိတ်ဆုံသွားခဲ့တယ်တဲ့။အဲ့ဒီနေရာကိုအခုထိဝက်တေကန်လို့ခေါ်ကြပါတယ်။အနောက်ဘက်မှာတော့မင်းမပြို9ယောက်ကိုစားဖို့ပြင်နေတဲ့ငှက်ကြီးနဲ့ရင်ဆိုင်ရပါတယ်။ငှက်ကြီးကမင်းသားကိုအားပြင်းပြင်းနဲ့ပေါက်လိုက်ပြီးမြမင်းသားကလေးနှင်းထောက်ပြီးလှိမ့်မြန်စွာခုန်ရှောင်လိုက်တယ်။ငှက်ကြီးကမြေကြီးနဲ့ပေါက်မိတဲ့မြေစာတွေအန်ထွက်လာတာတောင်ငယ်တမျှဖြစ်သွားတယ်တဲ့။နောက်ဆုံးမှာတော့ပြူစောထီရဲ့မြချက်ကြောင့်ငှက်ကြီးလည်းအသက်ပြောက်ခဲ့ရပါတယ်။ဒီလိုပဲတောင်ဘက်ကကြားကြီးနဲ့မြောက်ဘက်ကရှူးပြန်ကြီးတို့ကိုလည်းပြူစောထီဟာတယောက်ချင်းရဲရဲဝံ့ဝံ့နှိမ်နှင်းခဲ့ပါတယ်။ဒီသတင်းကိုပကံမင်းကြီးသမုဒ္ဒရကြားတဲ့အခါစစ်တီတော်တွေနဲ့အတူပြူစောထီစီကိုယ်တိုင်ကြွလာခဲ့ပါတယ်။ပြူစောထီရဲ့စွမ်းရည်နဲ့မြင့်မြတ်တဲ့မျိုးရိုးကိုသိတဲ့အခါမှာတော့မင်းကြီးကအလွန်အားရကျေနပ်သွားပြီးသမီးတော်တီဗီဆန္ဒနဲ့လက်ထပ်ထိမ်းမြပေးခဲ့ကအိမ်ရှိမင်းရအနှံခဲ့ပါတယ်။သမုဒ္ဒရမင်းရဲ့နှရွာဆန်းပြီးပြူစောထီဟာပကံပြည်ရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ပြူစောထီမင်းဟာတိုင်းသူပြည်သားတွေကိုမိမိရင်ဝယ်သားကဲ့သို့ချင်နာတနာပြီးအုပ်ချုပ်ခဲ့တာကြောင့်တိုင်းပြည်ဟာအလွန်စီပင်ဝါပြောခဲ့ပါတယ်။ဒါပြင်တရုတ်စစ်တီတွေကျူးကျော်လာတာကိုလည်းအောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပါသေးတယ်။ပြူစောထီမင်းကြီးဟာထိနှန်းစည်းစိမ်ကို85နှစ်တိုင်တိုင်စိုးစံခဲ့ပြီးတတ်တော်130မှာတော့နှရွာဆန်းကန်ကုန်ခဲ့ပါတယ်။ယနေ့တိုင်းပကံဒေသမှာတွေ့ရတဲ့ငှက်ပစ်တောင်နဲ့ငှက်အန်တောင်စတဲ့အမည်နာမတွေကပြူစောထီရဲ့သူရဲကောင်းကပီးတွေအဖြစ်ကျန်ရစ်နေပါတော့တယ်ကလေးတို့ရေဒီလိုဇာလန်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်